Okay ကိုရတာရဟိုမစတာအိုးလာလိုက်တာကဲဝင်လာခဲ့ပြီ Okay Okay ကဲကိုကိုက်လိုက်ပြီးသွားပြီဟိုးဘယ်လား Okay အိုးလာလိုက်တာ Damn bro ဒီလိုစကွင်းမျိုးတွေရှင်း comment မှာတစ်ချက်ဝင်မှန်းခဲ့ကြတော့အိုးကျစီOkay ဟာလီပါလုံးမှာလဲနောက်ဗီဒီယိုမှာလဲဒီလိုမျိုးအပ်တဲ့လမ်းကြီးတွေကျွန်တော်နဲ့အတူကြည့်ရှင်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့မမေ့နဲ့တော့ Okay ဒီကခေါ်တာပြီ Okay ပါဆက်ပြောမလဲအိုးလှလိုက်တာဘလိုတွေတော့လောက်ပြသွားလဲဒီလိုချမ်းတဲ့ player တွေရှင်ကျွန်တော် comment မှာတစ်ချက်ဝင်မှန်းခဲ့ကြဗျာ run ဆိုရင်ခေါ်ကျွန်တော်အတဲကွဲနေတဲ့ရင်လုံးပါထုတ်ပေးတာတော့ပြီးပြီဗော Damn bro လှလိုက်တဲ့ AT ကတကယ်လှတာပါဗျာဟုတ်ပြီဟိုဘက်ကတက်လာနေပြီအိုးထိုင်ကူရဲ့လှလိုက်တာဗျာကြော့ Yo bro Damn လှလိုက်တဲ့ AT ကမင်းတို့ဟာကြီးကွာငါတို့လည်း game ဆော့နေတာပဲဒီလိုမျိုးတစ်ခါမှမတွေ့ပါဘူးအားလုံးမှမွန်တိုရေးအိုးလာပါချက်ဗျာအားချက်ပွဲတစ်ပွဲမှာလားဒီလိုတန်းနေပါလာခဲ့ပြီဆိုအဲ့ပွဲနိုင်ပြီဆိုတာတေးချပြီလေဗျာအိုးကျွတ်စီဖမ်းမိတာကြီးတွေက Okay တော်တော်များတေးချတဲ့ range 6ဟိုဘက်ကတတင်းလုံးကြီးလောလုံးနေရမရတော့ဘူးနော်အိုးဟမ်အဲ့ဒီရကြောက်စရာကြီးဘလိုတောင်လုံးပြတော့လဲအိုးဂလက်စီတွေကခုန်ထွက်လာတဲ့ထိုက်ကတော့ကချာဟိုလာချက်ဗျာအဲ့ဒီရဒါဖိလစ်ပိုင်အတစ်ပါမြန်မာနိုင်ငံမှာလည်းဒီထက်ကျန်တဲ့အတစ်တွေရှိပါသေးတယ်โอเคကူရှင်ဒီဘက်ကကူရှင်ကိုပြနေဆောက်ဝယ်ပြောင်းနေတယ်โอเคအိုးချေကအောင်လုပ်မယ်ပေါ့မဲတရှိအောင်โอเคကူရှင်လေးတိုက်နေပြီအိုးကြောက်စရာဒီမူရအိုးဒမ်းမရရှိအိုးဘာရဟာရကရဲဆိုတော့ဒါဖလပိုင်းဟာပဲဖြစ်လိမ့်မယ်ဒီ player ဒီ right ဆိုတာဖလပိုင်း player တွေတော့အတီးရတော့ကျွတ်စင်းရေးဒီမှာလည်း emo player တွေရှိရဲဆိုမှန်းကြနော်ကျွန်တော်တစ်ချက်ပညာလေးလို့ရအောင်တော့တကယ်လမ်းလို့နဲ့အတီးတွေပါချောင်းတဲ့အိုးတက်ကအိုးdamn bro လှချက်ပဲဗျာရှောင်းပြတော့လေဒါမှမဟုတ်မြန်မာနိုင်ငံဆရာတို့မပြီးဘူးဆိုတော့လက်ခံတယ်မလားโอเคခုနတိုင်းပဲဝင်လာပြီးတုံးကောအိုးကလစီတွေကခုန်ထွက်လာတဲ့ကတ်တော့ကာချာနဲ့ range ချောင်းအဲ့ဒီရလုံးဝအလှကြီးဗျာနေပါကျွန်တော်တို့ခုလောက်မသိလို့မျိုးပါ range ချောင်းနဲ့ဘာမီချောင်းဆိုဘဒူကပို့ပြီးတော့ချောင်းကိုင်းနာပို့ပြီးတော့စကေးချန်တယ်လို့ထင်ရတယ်ကျွန်တော်ကောင်းမရမှာတစ်ချက်ပြောတာတော့ကျွန်တော်ဒေချာမသိလို့ရတာ